哇，我干那么干，他们也不是烂的。哇，我干那么干，他们也不是烂的。hello မိမ你们看是要你啦，我话我你也没干入哩。ဟိုယောက်ျားဟိုအခန်းမှာမရှိဘူးအပြင်မှာယောက်ျား老天妈没收啦，干嘛嘞？အထဲမှာဟိုခဏနေလုံးကဟိုအခန်းကိုပြန်လာမှာမိမဟိုအပြင်ဟိုအခန်းသားလေးကဆိုင်မှာစောင့်နေလေနော်ခဏနေပြန်လာမယ်တိလားဒါပဲနော်မိမလားဗျာအိမ်မက်ဖြစ်တော့ပါသေးရဲ့အိမ်မက်ဆိုတဲ့အတိုင်းဒါကပြင်မာတကယ်များဖြစ်လာမလို့ဒီဘေးရှုပ်လိုက်လည်းမသိဘူးအိမ်မက်ဆိုအလဟကမက်ကအကြောင်းမရှိငါဒီကောင်ဖုံးဆက်ကြည့်အောင်ပါဟယ်လိုမိမဒါရှင်ခုပဲမလဲဟိုအလုံးပါလေးမိမရဲ့သိကြလားဟာသိကြတာပေါ့ဟိုယောက်ျားအလုံးပါဖြစ်သေးပါဘူးကျွန်မရှင်းတော့ကိုလိုက်ခဲ့မှဖြစ်မယ်သိကြရင်တော့ရှင်လုံးမှာမဟုတ်လို့ရှင်ကျွန်မတွေ့ရပြင်ထားဟာလိုက်လာမလို့ဟိုလိုက်ရမယ်ဆိုရင်အခုလိုက်ရမလို့လားအခုလိုက်ရမလားခဏနေမှလာလေအိမ်မထဲမှာရှင်ကတခြားကောင်မလေးနဲ့လေဟိုတယ်မှာပျော်ပါနေရတဲ့အဲ့အကြောင်းကိုမှတ်လိုက်လို့အော်ဟုတ်လာခဲ့ယောက်ျားအလုံးပါစောင့်နေမယ်နော်ကိုအလုပ်သွားလာအောင်မနော်မနေ့ကမှတွေ့မယ်နော်တယ်လီနော်အားလုံးမင်္ဂလာပါရှင်အခုကြည့်နေတွေထဲမှာအိမ်တော်ရေးစီးပွားရေးငွေရေးကြေးအခက်အခဲတစုံတရာများရှိခဲ့သည်ရှိတော့အကူအညီလိုအပ်ခဲ့သည်ရှိတော့ညီမမင်းနေကြဆရာတယောက်နဲ့မိတ်ဆက်ပေးကြလို့ပါရှင်ဆရာနာမည်ကတော့ဘင်းဆရာဦးအောင်မင်းလို့ခေါ်ပါတယ်ရှင်ဆရာရဲ့ဖုန်းနံပါတ်လေးကတော့39998005လေးနေပြပါတယ်ဟုတ်ကဲ့ဖမ်းမိတ်ဆွေတငယ်ချင်းတွေကတော့မကြခင်ချိန်မှာဆရာနဲ့ကိုယ်တိုင်ကိုကြတွားရောက်ဆွေးနွေးမေးမြန်းလို့ရရဆိုကြောင်းပြောပြချင်တာပါတခြားအမျိုးမျိုးနေနေရကမိတ်ဆွေများကတော့ဖုန်းနံပါတ်ကနေမေးမြန်းလို့ရရဆိုကြောင်းကိုပြောပြချင်တာပါရှင်ဟုတ်ကဲ့ရှင်ဆရာရင်TikTok အကောင့်လေးကိုဒီဗီဒီယိုရဲ့အောက်မှာ message ခေါ်ပေးထားပါတယ်ရှင်ဆရာစီမှာတွားမြောက်မေးမြန်းလို့ရရဆိုကြောင်းကိုပြောပြချင်တာပါရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်